ရှေးကအင်ဂျင်နီယာတူသည်ရေကာယံတိုင်းတစ်ခုများမတီးဆော့ဖဲမင်းတင်တမန်မြတ်တစင်းကိုမြေတို့ထင်းချုပ်ခဲ့သည်။ BC 156ခုနှစ်ကတရုတ်နိုင်ငံတွင်စိုးရွားလာသောရေကြီးရေရွှမ်းမှုများကြောင့်ရွာလုံးကျွတ်ပျက်စီးဆုံးရှုံးခဲ့ရသည်။ထို့ကြောင့်လီဘင်းသည်လူတိုင်းအတွက်မဖြစ်နိုင်ဟုထင်ရသောအရာတစ်ခုကိုဖန်တီးသည်။သူသည်ရေစည်းကြောင်းကိုအတင်းအဓမ္မတားဆီးမမြစ်အစားမြစ်ကိုအပိုင်းပိုင်းခွဲပြစ်လိုက်သည်။ရုံရင်ဆန်ခတ်နေသောရေစည်းကြောင်းကိုတီးကျမြောင်းရဲသို့လမ်းလွဲပေးခြင်းဖြင့်ရေကြီးမှုအရှိန်ဟုန်ကိုတဘာဝအတိုင်းအားပြော့သွားစေခဲ့သည်။ထို့နောက်မြင့်ရီကိုပိုင်တွန်းအားကိုအသုံးပြု၍အန်ဒီယေရှိသောနှုံးမြင့်နှင့်တဲနှုံးများကိုအလိုလျောက်အပြင်သို့ထွန်းထုတ်ပေးနိုင်မဲ့အကွေးပုံတံရေလွဲဆယ်တစ်ခုကိုတည်ဆောက်ခဲ့သည်။စက်ပစ္စည်းများမပါခက်မီနီးပညာများမရှိဘဲစစ်မှန်သောအင်ဂျင်နီယာအတတ်ပညာအိုင်ဒီယာတက်ဖြင့်သာလှုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။သူ၏စနစ်သည်အလွန်တရာပြည့်စုံကောင်းမွန်လာသဖြင့်နှစ်ပေါင်း2000ကျော်ကြာသည့်အထိယနေ့တိုင်ထူမြစ်ကိုထိန်းချုပ်ပေးထားနိုင်ဆဲဖြစ်သည်။